လူတွေကတိပဲမရှိတာဟမ်တိတော့ဆိုတယ်အင်းအဲ့ဆိုလဲအစဲမခံချင်းလှအောင်ဆော့ပေါ့ဟာသားရိုက်တော့လဲရီးအောင်ရိုက်လေအစဲမခံချင်းအခုကမင်းကဝင် brain တော့ brain နဲ့လို့ပြောတယ်ငါတော့ brain မှာပဲဆဲမှာပဲနော်ဘေးတစ်ထောင်မိုးလောက်ဝယ်ထိုက်လိုက်တယ်အယောက်30လောက်ငါဝင်ရေးလို့ရတယ်ဝင်ဆဲလို့ရတယ်ရှင်းကြီးလေးပဲဆဲမြဲဆဲရေးမြဲရေးမှာပဲဟဲ့လာပြန်ပြီနောက်ပြောဟာလာပြန်တော့မင်းဘာကောင်လဲပြောတော့ကျွန်တော်ဘာကောင်ပြတ်မှာတော့ကျွန်တော်ဒီအိမ်မှာနေတဲ့ကောင်မို့မင်းဘာကောင်လဲတေချာစဉ်းစားအောင်နော်ဟုတ်လေဟိုကောင်းပြောဒီလိုလက်ပါလိုက်ပါလာမလုံးနဲ့ငါလည်းမလို့မရဘူးလေကွာကျွန်တော်ဘာလုပ်နေလို့မင်းကတစ်တော့အကောက်အောင်ပါလာပြီးတော့မင်းကတမတက်တိတ်လာ brain ထားကျွန်တော်ဘာ brain လို့တော့အလူဘောကြီးလေးပါလေးနဲ့လေပြောမှာဟောဗျခင်ဗျတစ်တော့သူများကလို့စော့မယ်ဆိုရင်စကားလေးပဲလေးပြောလေအခုဟာတစ်တော့ကြီးဒီလိုထောင်အောင်ပြီးတော့မှတလုံးမှလည်းမပြော10မိနစ်လည်းပြည့်ပြီးတော့ပြီးတော့အဲ့တော့ကျွန်တော်ပြုံးလို့နဲ့စောက်တာကျုပ်ပြီးကုန်နေဗျဟဲ့မစောတတ်လို့ကြည်နေတာကွာမစောတတ်လို့ကြည်နေတာမစောတယ်လေစောတယ်အောင်လိုက်တယ်လေအခုကကျုပ်ကဘေးထည့်တာအလကားရတာမဟုတ်ဘူးအဲ့ဒါကြောင့်ခင်ဗျားကိုကျွန်တော်လူဘောကြီးလို့ရေးတာဗျာမသိမှငုတ်တုတ်ကြီးပဲသေနေသလိုမတ်တက်ကြီးပဲသေနေသလိုလို့ငါသေရှင်းကွာဘာမှမလိုက်ပြီး blame စရာမလိုဘူးကြောက်အေးခင်ဗျားကျွန်တော်လာမဆွဆွဲနဲ့နော်ကျွန်တော်လာမဆွဆွဲနဲ့နော်ဘာဖြစ်လဲဆွဆွဲအေးကျွန်တော်အကောင့်နာမည်ကိုဘယ်သူမှသိတာမဟုတ်ခင်ဗျားကျွန်တော်လာဆွဆွဲအောင်ကျွန်တော်အကောင့်နာမည်ခင်ဗျားသိလို့လားသိတယ်ကွာခွေးမမုံနဲ့အေးပြုံးကမင်းမဟုတ်လားဝင်းမမုံနဲ့အေးပြုံးဆိုတာကျွန်တော်ဘယ်သူမှမသိအောင်ဆိုပြီးတော့ကျွန်တော်အကောင့်နာမည်လေးပေးတာဒါဟိုတော်တော်များထင်ပေါ်နေလားမသိဘူးဟေ့ဘယ်လိုပဲဖြစ်ကွာမင်းပြောင်းတာနဲ့နောက်ထားရင်နောက်ကိုမလုံးနဲ့နော်မင်းနဲ့ငါနဲ့နောက်ထားတွေ့မယ်မင်းဟေ့မင်းတတိတာမင်းအဲ့ဆိုလဲခင်ဗျားတစ်တော့တေးချလေးစကားလေးတော့ပြောဗျဒီလိုကြီးဖိုးကြီးထောင်ပြီးတော့အဲ့လိုကြီးတော့ကြောင်မကြည့်နေနဲ့အဲ့ကကျကျွန်တော်လူဘောကြီးလို့ဝင်ရေးမှာပဲမပြောတယ်လို့ကြည့်တာကွာလူဘောဒါသားပါကွာမင်းကလည်းလမ်းပေါက်တာဆိုဒီလေးကန်နဲ့တော်စရာပေါ့ရက်ကွက်ကိုရုံးကဟိုကအေးစေးကြည့်ပြီးလိုက်လို့မော်နေတယ်နဲ့ချုပ်လဲကြအောင်ဝယ်တင်ထားတဲ့ဟာတော့တင်ထားပြန်ဒီကောင်ကဘလောက်ဝင်ဆဲဟေးဟာတော့တင်ထားတော့မပြတ်ဘူးဝင်ရေးလိုက်ဦးမယ်မင်းတို့ဟာတာရီလဲမရီရဘူးပေါ်ကြောင်နဲ့ဟာအေးဒီတက်ကောင်းတဲ့ဟာတာတွေမင်းတို့မရိုက်နိုင်တော့ဘူးလားအေးဒီလိုကောင်းတဲ့ဟာတာမျိုးတွေရိုက်ချင်နေဆိုရင်အုံသီးလေးလုံးမလေးလုံးအေးအဲ့ဒီဟာတာပစ်ကိုအရင်သွားကြည့်လိုက်အောင်ငါပေါ်ဟဲ့ဟာလေမင်းအခုပဲအဲ့ဒီလိုမျိုးကောမနဲ့လိုက်ရေးလို့ပြဿနာတက်တာမင်းမမှတ်ဘူးနော်ဘောင်မှာတော့ငါရေးနေကြမို့လို့အကျင့်ပါနေလို့ရေးမှာပဲလေအခုဘေးတောင်မို့ထည့်လာတာနောက်တဲ့အယောက်20လောက်ဗရိန်းလို့ရသေးတယ်နော်မင်းနဲ့တငယ်ချင်းဖြစ်ရတာကိုအာကုသူပဲမင်းကဒုက္ခမင်းကွာအတိတ်ပဲမရှိတာတော်ကြနေရုံးသွားပြန်ပြီတော်ကြနေဟိုလိုပြဿနာလာချက်မင်းမင်းနဲ့တငယ်ချင်းဖြစ်ရတာကိုငါတော်အာကုသူများရည်သိလားမင်းကိစ္စတွေကြီးငါလိုက်ရှင်းနေရတာငါအတန်ပြောတယ်နော်ဒီဟာတွေကိုဝင်ပြီးတော့မပလိမ့်ပါနဲ့သူတို့ဟာတာသမားတွေကွာ YouTube မှာဒီဗီဒီယိုဖိုင်လေးတင်ပြီးတော့ပိတ်တဲ့ကိုသူတို့ရဲ့မျက်နှာမပြောက်ရေးပြီးတော့သူတို့ကဒီဟာ YouTube ပတ်စံဘယ်လောက်မှလည်းရတာမဟုတ်အရင်တော့ပြန်ရကြတာမဟုတ်ဘူးအဲ့ဒါကိုလို့တော့မင်းအလက်ကနေဖုံးပေးတစ်ထောင်လုံးထည့်ပြီးမင်းလိုက်ပြီးပြောနေတာဟောအဲ့ဒါဆိုလေမင်းအပြောမကန်ချင်းလေရီးအောင်ရိုက်ကြဖို့ကမင်းရတယ်သူတို့မှရှိတဲ့ပတ်စံလေးကို YouTube ဝင်ထွက်လာတဲ့ပတ်စံလေးနဲ့ငွေမောက်ကလေးနဲ့အစင်းပြေးသလိုရရတာဟိုလို shooting လို့ရုပ်ရှင်ကားကြီးလိုမျိုးစက်ပစ္စည်းတွေမိပစ္စည်းတွေအစုံနဲ့သူတို့ရိုက်ကြတာမဟုတ်ငါလည်းမြင်မှုပါတယ်ငါလည်းသွားကြည့်တာရှိတာလေးနဲ့သူတို့အစင်ပြေရအဲ့တော့မပြောနဲ့လေမပြောနဲ့လေဆိုရင်လေမင်းအဲ့ဒါဆိုလေသူတို့ကောင်းကန်ရိုက်လေအခုကရီလည်းမရီရဘူးပြီးတော့လေရိုက်တော့လေဒီနေရာတွေပဲလက်ပဲရိုက်နေတဲ့ခါကျအဲ့ဒါပြောတာရှင်းလေးရဲ့မင်းဒီလိုလေးလက်ကလေးဒီလိုလေးမင်းမကြိုက်ဘူးမလားဒီလိုလေးတွန်းလိုက်ပြီးသွားပြီဝင်းတော့မရေးနဲ့လေကွာမင်းအဲ့လိုရေးတာအကြောင်းမဟုတ်ဘူးအဲ့လိုရေးလိုက်ခြင်းအပြင်သူတို့ကဘလောက်တွေနောက်ချက်တွေဖြစ်လဲအခက်အခဲတွေဖြစ်လဲမင်းသိလားအဲ့ဒါ